Grade 9ဆိုရစစ်အတန်းလေးအတွက်ပြောစရာတစ်ခုရှိတယ်။မင်္ဂလာပါ English with Esther Channel ကနေကြည့်နေပါတယ်။ဒီနေ့မှာ Esther ပြောသွားတဲ့ Grade 9ဆိုရစစ်အတန်းလေးအတွက်ပြောစရာရှိတယ်ဆိုတာက Grade 9လေးအတွက် grammar တီးတန့်ပြင်ဆင်ပေးထားတဲ့အတန်းလေးဖွင့်ပေးဖို့ရှိပါတယ်။ဘာဖြစ်လို့ grammar တီးတန့်ကိုပဲတင်တာလဲ။စာမှုဘက်မှာကမေးခွန်းမေးတဲ့အခါကျလို့ရှိရင် grammar ဆိုရင် grammar ဆိုပြီးတစ်ပိုင်းတီးတန့်မိတဲ့အတွက်ကြောင့်မို့လို့ဒီချက်ကအကုန်လုံးကို grammar ကိုကျင့်ရစေဖို့အတွက် grammar တီးတန့်တင်မိတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဘယ်အခန်းနေတင်မှာလဲ textbook စာအုပ်ထဲမှာက unit 1 to unit 12စုစုပေါင်း unit 12ခုရှိတယ်ဒါပေမဲ့ဒီချက်ကတော့တဝက်ဖြစ်တဲ့ unit 1ကနေ unit 6မှာရှိတဲ့ grammar တွေအကုန်လုံးကိုတင်ပေးမှာပါတင်ပေးမဲ့ပုံစံက video class ပုံစံမျိုးနဲ့တင်ပေးမှာပါ video class ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအကြောင်းချိန်နေအတန်းချိန်နေကျူရှင်ချိန်နေနဲ့တိုက်မှာစိုးရိမ်နေကြမလို့တော့ပါဘူးကိုအားတဲ့အချိန်ဝင်ရောက်လေ့လာနိုင်နေဒါပေမဲ့ video class ဆိုပေမဲ့လည်းစာလိုက်မလုပ်လို့မရပါဘူးအကြောင်းရင်းက teacher ပို့ပေးလိုက်တဲ့ video ရဲ့အင်စာကိုသတ်မှတ်ထားတဲ့အချိန်အတွင်းမိအောင်ထပ်ပေးရပါမယ် video class ဆိုပြီးတော့ PPO လောက်မှမဟုတ်ဘဲနဲ့ video ကြည့်ပြီးနားမလည်တာရှိရင် group ထဲမှာဆွေးနွေးနိုင်ဖို့အတွက် teacher စီကိုမေးမြန်းနိုင်ဖို့အတွက် group လေးတစ်ခုရှိမယ်ပြီးတော့ငန်းစာနဲ့ပတ်သက်တဲ့ video တွေကိုတင်ပေးမဲ့ group လေးတစ်ခုရှိပါမယ်ဒါကြောင့်မလို့ video class ကိုတက်ဖို့အတွက်ဆိုလို့ Telegram application တော့ရှိထားဖို့လိုအပ်ပါတယ်အကယ်၍ကိုနေတဲ့နေရာက line မကောင်းတဲ့နေရာမျိုးဖြစ်နေကြလို့ရှိရင်လည်း video class လေးအတွက်ဆိုရင် video လေးကို download ထားပြီးတော့ကိုအဆင်ပြေတဲ့အချိန်တိုင်းချိန်တိုင်းနဲ့ပြီးတော့ဒီ video class လေးကို join ထားခြင်းအပြင်ကိုအတွက်ရာသက်ပံလာခွင့်ရမှာပဲဖြစ်ပါတယ်အတန်းပြီးတော့လို့ရှိရင်လည်း teacher က group လေးကိုဖြတ်လိုက်ပါမဟုတ်ဘဲနဲ့ဒီတိုင်းပဲဆက်ထားတာမှာပါပထမတစ်လကတော့ unit 1ကနေ unit 6ထိတင်ရပြီးတော့ဒုတိယလမှာဆိုရင်ကိုကအကယ်၍ဆက်တင်ခြင်းခဲ့တယ်ဆိုလို့ရှိရင် unit 7ကနေပြီးတော့ unit 12နောက်ဆုံး unit ထိတင်ရမှာပဲဖြစ်ပါတယ်ပြီးတော့စာမေးပွဲလည်းရှိပါမယ်ပြီးတော့ grade 9 grammar အတန်းလေးရဲ့ဈေးနှုန်းကိုလည်းပထမဆုံးစဖွင့်တဲ့အနေနဲ့အကုန်လုံးတက်နိုင်အောင်တက်တာတဲ့ဈေးနှုန်းနဲ့ဖွင့်ပေးထားပါတယ်။ video class ဆိုပြီးတော့လည်းလာအပ်သမျှလူအကုန်လုံးကိုလက်ခံမှာမဟုတ်ပါဘူး။လူကြီးအကန့်အသတ်နဲ့လက်ခံမှာပါ။ဒါကြောင့်မို့လို့အတန်းလေးမှာလူပြည့်သွားလို့မတက်လိုက်ရတာမျိုးလေးမဖြစ်ရအောင်လို့စောစောလေးလာအပ်ထားဖို့အတွက်အကြံလေးပြလိုက်ချင်ပါတယ်။အကယ်၍ဒီနေ့လေးအပ်ချင်တယ်ဆိုလို့ရှိရင် comment မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်တစ်ချက်ရဲ့ချက်ပေါက်မှာပဲဖြစ်ဖြစ်လာပြီးတော့မင်းမြန်ဆုံးပြလိုက်ပါတယ်။ကဲဒါဆိုလို့ရှိရင်မှာချင်တာလေးကတော့ဒီလောက်ပါပဲ။ Bye bye